ခါတော့ငါအသက်ခဲပေးခဲ့တဲ့သူကိုပြန်ပြီးသစ္စာဖောက်ခဲ့တဲ့လူတစ်ယောက်ရှိခဲ့ပါတယ်ပြန်ပြီးသစ္စာဖောက်ခဲ့တဲ့လူတစ်ယောက်ရှိခဲ့ပါတယ်ဒါပေမဲ့သူမသိခဲ့တာတစ်ခုရှိတယ်သူလုပ်ခဲ့တဲ့အရာတွေကံကြမ္မာကစောင့်နေတယ်ဆိုတာတခါတော့ငါဟိတ်မဝန္တာတော်ကြီးထဲမှာစင်မင်းတစ်ကောင်ရှိခဲ့ပါတယ်ဒီစင်မင်းဟာအင်းအားကြီးမှသလိုစိတ်ထားและအလွန်ကောင်းမွန်သူပါသူဟာတော်တွေကတတ္တဝါတွေကိုမေတ္တာထားပြီးကာကွယ်ပေးတဲ့သူပါဒီနေ့မှာတော့လောဘကြီးတဲ့မှုဆိုးတယောက်စင်ဆွဲရှာဖို့ဒီတော်တွေကိုဝင်လာခဲ့ပါတယ်ဒါပေမဲ့တောနဲ့ထဲမှာလမ်းပြောင်းသွားပြီးအစာမရှိရေမရှိသူ့အသက်ကမကြခင်ဆုံးရှုံးမြေထိရောက်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲစင်မင်းကသူ့ကိုတွေ့ရှိသွားပါတယ်စင်မင်းဟာမူဆိုးကိုမြင်တဲ့အခါသူ့စိတ်ထဲမှာတခုတည်းရှိတာကဒီလူကိုကယ်ရမယ်ဆိုတာပါဒါကြောင့်စင်မင်းကိုကျေးဇူးတင်ကြောင်းပြောပြီးသူကစင်မင်းကိုကျေးဇူးတင်ကြောင်းပြောပြီးတော့ပြင်ဘက်ကိုခေါ်ထုတ်ပေးခဲ့ပါတယ်မူဆိုးဟာသက်ရှင်နိုင်ခဲ့ပါတယ်သူကစင်မင်းကိုကျေးဇူးပေါ်လာခဲ့ပါတယ်စင်မင်းရဲ့ကြီးမားတဲ့ဆွဲတွေကိုမကြာခဏသတိရလာခဲ့ပါတယ်ဒီဆွဲတွေကိုရောင်းရင်ငါချမ်းသာနိုင်ပြီတွေကသူ့စိတ်ကိုအနိုင်ယူသွားခဲ့ပါတယ်ကျေးဇူးတရားကိုမေ့သွားပြီးမင်းရဲ့ဆွဲတွေလိုချင်တယ်လို့ပြောလိုက်ပါတယ်ဒီမင်းရှာကိုပြန်လာခဲ့မေ့သွားပြီးမင်းရဲ့ဆွဲတွေလိုချင်တယ်လို့ပြောလိုက်ပါတယ်စင်မင်းဟာဒီလူရဲ့ရည်ရွယ်သိပါတယ်ဒါပေမဲ့မအမျက်ထွက်ဘူးမတုံ့ပြန်ဘူးအေးသေးစိတ်နဲ့ယူလိုက်ပါလို့ပြောလိုက်ပါတယ်နာကျင်မှုကိုသေခံပြီးသူ့ဆွဲတို့သူ့ဆွဲတွေကိုဖျက်ယူခွင့်ပေးခဲ့ပါတယ်မူဆိုးဟာအဆွဲတွေကိုရပြီးအလုံးပျော်ရွှင်နေခဲ့ပါတယ်သူစိတ်ထဲမှာငါအောင်မြင်ပြီလို့ထင်နေခဲ့ပါတယ်ဒါပေမဲ့သူမသိခဲ့တာတစ်ခုရှိပါတယ်လောက်ရအတွက်ကံကြမ္မာကစောင့်နေပါတယ်မူဆိုးပြန်လာနေစမှာမိုးတွေရွာလာပြီးမြေကြီးတုန်ခါလာပါတယ်တစ်ချိန်ထဲမှာပဲမြေကြီးကပွင့်ပြီးမူဆိုးကိုမျိုးသွားခဲ့ပါတယ်သူ့ဘဝဟာဒီလိုနဲ့အဆုံးသတ်သွားခဲ့ပါတယ်ဒီပုံပြင်လေးကနေသင်ခန်းစာ၃ခုရပါတယ်ပထမကျေးဇူးကိုမမေ့သင့်ပါဒုတိယလောဘကြီးခြင်းကမိမိကိုယ်တိုင်ကိုပဲပျက်စီးစေပါတယ်တတိယခွင့်လွှတ်နိုင်ခြင်းဟာအမြင့်မြတ်ဆုံးစိတ်ထားဖြစ်ပါတယ်ပရိသတ်ကြီးတို့ရဲ့သင်တို့ဆိုရင်မူဆိုးလို့လုံးမလားစင်မင်းလို့ခွင့်လွှတ်မလား comment မှာပြောပြခဲ့ပါဒီလိုပုံမြင်တွေထပ်ကြည့်ခြင်းရင် like နဲ့ subscribe လုပ်ဖို့ကျေးဇူးတင်ပါတယ်